ဒီနေ့ပြောချင်တဲ့အကြောင်းအရာပေါ့နော်အဆုံးလန်းနဲ့အဆန်လန်းဆိုတာပြောချင်တာအဆုံးလန်းကိုတွားနေကြဆိုတော့လေတွေးမိရဲ့အတွေးလေးပေါ့နော်အဆုံးလန်းကိုတွားနေကြဆိုတာပုံမှန်အလုပ်ပြီးတယ်အလုပ်ပြီးသွားပြီဆိုလို့ရှိရင်ဇာကကြည့်မယ်ဖေဖို့ပုတ်ချင်ပုတ်မယ်ဒါမှမဟုတ်လည်းကိုနားထောင်ခြင်းနဲ့ light တော့ပါတော့ဝင်နားထောင်မယ်တခုခုလုပ်မယ်ပေါ့နော်လွယ်ကူတဲ့အရာကြည့်လိုက်ရုံပဲပြီးရင်အိတ်လိုက်မယ်ဖျားရှိခိုးမယ်အိတ်လိုက်မယ်ပေါ့နော်ဒါပေမဲ့အစမ်းလန်းကကြတော့ကိုအလုံးနားပြီဆိုလို့ရှိရင်ကိုဘဝတိုးတက်ကြောင်းကိုတွားခြင်းနဲ့လမ်းကြောင်းရဲ့အကြောင်းကိစ္စတွေစိတ်ဝင်စားစရာအကြောင်းတွေကိုလေ့လာခြင်းတွေဖြစ်စေမလေ့လာခြင်းတွေဖြစ်စေလေ့လာရမယ်ပေါ့နော်အဲ့လိုမျိုးလေ့လာမယ်ပြီးကြလို့ရှိရင်ကိုကြည့်ခြင်းတဲ့ဟာတွေကိုမကြည့်ဘဲနဲ့နေရမယ်ပြီးကြလို့ရှိရင်ဖျားရှိခိုးရမယ်တရားထိုင်ရမယ်အဲ့လိုလုပ်တဲ့အချိန်မှာလဲစိတ်ကနှစ်ခါအဲ့လိုမျိုးလောက်ကြမယ်ပေါ့နော်အဲ့ဒါကြတော့အဆန်လန်းပေါ့အဲ့လိုအဆုံးလန်းနဲ့အဆန်လန်းမှာအဆုံးလန်းဖြစ်တဲ့အတွက်အဆုံးလန်းကတော့မျောလိုက်သွားရုံပဲကိုလို့ချင်တာလေးလောက်လိုက်တော့တက်တုံတက်တာပဲအဆန်လန်းကကြတော့အခုဆိုလို့ရှိရင်ပေါ့နော်ထားတော့ကျမကြိုက်တာဝိုင်းပေါ်နဲ့ရှောက်ကြသူတို့မကြည့်တာကြားပြီဆိုတော့ကြည့်ကျင်တာကိုနဲ့လည်းမဆိုင်ပဲနဲ့ဘာလို့လဲလည်းမသိဘူးဘာစကားတွေရိုက်နေပြီလည်းမသိဘူးအဲ့လိုဝင်ပြီးကြည့်ကျင်တဲ့စိတ်ကိုထိန်းချုပ်ထားရတယ်ပြီးကြလို့ရှိရင်ကိုဒီ Facebook မှာသူများတွေဘာတင်လဲမသိဘူးအဲ့လိုမျိုးပေါ့နော်အချိန်ပေးပြီးအဲ့လိုမျိုးသွားပြီးတော့ကြည့်ကျင်တဲ့ဥစ္စာလည်းထိန်းချုပ်ထားတယ်ငါဒီချိန်ကြလို့ရှိရင်ဘာလုပ်ကြမှာငါဒီချိန်ကြလို့ရှိရင်ဖျားရှိခိုးရမှာဖျားရှိခိုးရင်လည်းငါနှစ်ခါရှိခိုးရမှာအဲ့လိုမျိုးထိန်းချုပ်ထားတဲ့အစမ်းလန်းကကြတော့ခက်ခဲတယ်လို့အစုံလန်းကကြတော့လွယ်ကူတယ်အကြောင်းလို့ဒုတိယအောင်မြင်မှုဆိုလို့ရှိရင်တုံးတန်ဇွဲတို့တတ်တီတို့အဲ့လိုစိတ်ခံစားချက်တို့နဲ့တော့မရဘူးဆိုတာအခုပြောချင်တာပါပေါ့နော်